ကဲတော့ဘာဖြစ်လို့ပြောရတာပါအကြောင်းစုံလေးကျွန်တော် တော့ရတာညဘက်ကျတော့လေကိုသားမိမြောက်ဆိုဒီဘဝကြီးကိုမယုံကန်နိုင်တော့ ဟုတ် အဲ့လိုမရ ဟုတ် စဉ်းစား ဟုတ် နေကင်းကြတော့လေစောင်းဝင်နေရှာအဲ့လိုဘဝမျိုးမြင်ရတာပစ္စည်းလေးတွေကလည်းသူများအဲ့စိုက်ပျိုးရုံချန်ထဲမှာပုံထားရတယ် အိမ်မရှိရအတွက်ပေါ့ အိမ်မရှိတဲ့အတွက်မိုးကရွာကနေတော့ပိုဆိုးပါပေါ့လေ ဟုတ်ကဲ့ မိုးရွာလည်းသွားအုပ်ထားပေါ့အဲ ဟုတ်အမှန်ပါစင်ပြီးသွားမှာပေါ့ဗျာနော် ဒီလိုဆိုရင်ပြပါတယ်ငါတူတူသူညီလာကိုဝမ်းတာပါဟဲ့ ဟုတ်ကျွန်တော်လည်း line မတင်ပြီးတော့ပဲဒီလိုပဲအတူရှင်ရှားလာအတူရှင်မရှိတော့လဲကိုယ်ပိုင်ကိုဖမ်းပြီးတော့လုပ်ပေးရတာပါနော် ဟုတ်ကဲ့ပါ ဒါပေမဲ့သူများတကလှူတယ်တန်းတယ်ဆိုရင်တန်မိုးထားရတယ်နော် ဟုတ်ကဲ့ ဒါတော့သူပြောထားတာနော်တန်မိုးထားရတယ်ကိုကဒီလှူတဲ့လူကိုမေတ္တာပို့ပေးရတယ်ဟုတ်လား ဟုတ် ဒါမှကိုယ်နေဖို့ထိုင်လို့ လုံကြုံအောင်ပေး လုံခြုံအောင်ပေးတာနော်အဲ့ဒါကြောင့် တိပါတယ် ငါတော့ပို့တီတီရတယ်ပို့တီတီငါတော့ပို့တင်လိုက်မလုပ်ရဘူးနော် မလုပ်ပါဘူး နော် အတိဆုံးပဲမေးတာကြည့် ဟုတ်ကဲ့ပါ အဲမိုင်းတော်တို့ကခေါ်ကြည့်ဝတ်ဖို့ဆိုလဲပေးသူတို့အလှ ဟုတ်ကဲ့ပါနော်စိတ်ချနော်တော့ပဲပြောပါလိမ့်မယ်နော်